ဒီကိုတွေကမိတ်ဆက်ပေးမှာတော့ရမအဝေးဖြူလေးနှစ်စီးပါမော်ဒယ်2019ပါအော်တိုနှစ်ချောင်းပါပါမယ်နှစ်စီးလုံးအော်တိုနှစ်ချောင်းနဲ့ပါဘက်ကကောင်လေးကတော့ရှင်းတော့အော်တိုကြံပါအောင်မယ်ဒီကိုတွေဘိန်းနှစ်စီးလုံးလက်တစ်စီးရပါမယ်အင်ဂျင်ဖွင့်လည်းကင်းပါမယ်ဟုတ်ချက်စီတော့တရားခိုင်တော့အမခံပြီးတော့ရောင်းပေးပါမယ်ဗျာဒီကိုတွေဘိန်းရဲ့အသေးစိတ်လေးကိုတခြားလေးပြပေးပါမယ်ဗျာဒီကွက်တွေပါလေကြီးတောက်ရှင်းနေပါမယ်လက်လိုက်နှာခေါင်းတွေလှပါမယ်ဗျာမာကင်ရိုင်းနဲ့ပါနှစ်စီးလုံးကောင်လေးကတော့ရှင်းတော့တိုင်အသစ်ထည့်ပြီးတာပါလေဒီဘက်ကဘိန်းလေးကတော့တော့ရှင်းတော့အော်တာနဲ့ပါလက်လိုက်နှာခေါင်းတွေဗျာထိန်တောက်နေတယ်ဗျာနှစ်စီးလုံးဒီလိုကိုပါညာမဲကြုံနေမယ်ဗျာအဲ့ဒီအလာကြီးဗျာငငန်းပါညာသူ့မွေးကဲဒီမိုင်းပါညာနေထားဤပေါက်နေရမယ်ဗျာညီကိုတွေဒီနှစ်စီးလုံးအင်ဂျင်ဖွင့်လက်ကင်းပါမယ်ဗျာညီကိုတွေဗျာဤပေါက်နေတာပါဗျာဘိန်းနှစ်စီးလုံးကဲဒီကောင်လေးမျက်မြင်ကြည့်ရင်တော့မန္တလေးမြို့58-116မှာဘိန်းကြည့်လို့ရပါတယ်တော့ရဲ့ဖုန်းနံပါတ်လေးကတော့392511315556ကိုဆက်လိုက်ပါဗျာဒီကိုလေးအားလုံးပဲကျေးဇူးပါ